လောကဓာတ်ရဲ့စင်ခေါ်ခြင်းကိုချမ်းသာတွေဖြစ်စေဆင်းရဲတွေဖြစ်စေလိုတိုက်ကကြုံတွေ့ရမှာပဲအထူးသဖြင့်ယူသားပြီးကြိုးစားတဲ့သူတွေအတွက်လောကဓာတ်ရဲ့စင်ခေါ်မှုတွေဟာပိုလို့တောင်ကြီးမားသလားလို့အောက်မေ့ရတယ်ကြိုးစားလေးရှုံးနေလေးအောင်မြင်မှုအတွက်တောင်းဆိုပြတာရှုံးနေမှုကိုဖိတ်စာပြီးတယ်လို့ဖြစ်သွားတယ်ခရစ်ယာန်အသက်တာမှာလည်းယုံကြည်ခြင်းအားကြီးလေးတန်တရားဖြစ်စေများလာလေဆူတောင်းခြင်းအားကြီးလေးမျောလင့်ခြင်းမဲ့သွားလေရောက်ဆွေးမှုကိုမျောလင့်ကမှငိုကြွေးနေရတယ်ဒီလိုမျိုးကြုံတွေ့နေရတဲ့အခါမှာလက်လျှော့ရမလားစစ်ဆေးရမလားကွယ်တော့လူစုကဘေကနေပေါ်လာတယ်ဆိုတော့ကနေပေါ်လာတာလက်မခံဘူးဖြစ်တော့ဒီဘာမင်းပါချင်းတော့အဲ့လိုစီးပေါ်ဘူးတော့ဟောတာဘာမှလည်းဘောရောမျိုးကိစ္စနဲ့ပြည်နေတာဆိုတော့ဟုတ်တယ်တော့ညံတော့လည်းလောက်အောင်妈妈以前的姑妈也有一些了，马上了嘞，刚刚好，马上了，都不说他来讲。လောကဓာတ်ကအင်ကိုချမ်းသာတဲ့ဆိုပြီးညတာနေမှာမဟုတ်တော့စင်းရဲတဲ့ဆိုပြီးတော့လည်းစာနာမှာမဟုတ်ပါဘူးစာတန်ကအင်ကိုယုံကြည်သူဆိုပြီးကြောက်ရွံ့မှာမဟုတ်တယ်လို့ဆုံးဆန်းနောက်ဆက်ချင်းကိုလည်းရတတ်မှာမဟုတ်ပါဘူးဒီလိုကြုံတွေ့ရလို့လည်းမလျှော်လိုက်ပါနဲ့ဒါတွေကယုံကြည်ခြင်းရဲ့စင်ခေါ်မှုတွေပါမုံတိုင်းပြီးလေငင်းကတိုက်ဆမြဲပါဘုရားကိုယ်သာနန္တရားခင်ခင်နဲ့ကိုစားပါယုံကြည်မှုတွေရဲ့နောက်ွယ်မှာဖျားတဲ့ကအင်ကိုကြီးမားတဲ့ကောင်းကြီးတွေဆိုလာတွေနဲ့စောင်းမြောင်းနေရတာဖြစ်ပါတယ်